လွန်ခဲ့တဲ့နှစ်အနည်းငယ်ကပေါ့ကိုအောင်ဆိုတဲ့လူငယ်တယောက်ဟာအင်းစိန်ဘက်ကတငယ်ချင်းအိမ်မှာအလုပ်ကိစ္စနဲ့တွားရင်းညစ်နက်သွားခဲ့တယ်မိုးကလည်းဖွဲဖွဲလေးရွာနေတာကြောင့်လမ်းမထက်မှာလူသူကင်းမဲ့ပြီးတိတ်ဆိတ်လို့နေတယ်သူဟာသူ့ရဲ့ဆိုင်ကယ်လေးနဲ့ရွာမခုံးကျော်တရားဘက်ကိုဥတီပြီးမောင်းလာခဲ့တယ်တရားချီရင်အရောက်မှာတော့လမ်းဘေးကဓာတ်တိုင်အောက်မှာထီအနက်လေးစောင်းထားတဲ့အမျိုးသမီးတစ်ယောက်ရက်နေတာကိုတွေ့လိုက်ရတယ်သူမဟာအဖြူရောင်ဝတ်စုံကိုဝတ်ထားပြီးခေါင်းငုံနေခဲ့တယ်ကိုအောင်ကဒီလိုအချိန်ကြီးတယောက်တည်းအနေရများတယ်ဆိုတဲ့စိတ်နဲ့ဆိုင်ကယ်ကိုရက်လိုက်ပြီးညီမလေးဘယ်သွားမှလဲဒီအချိန်ကြီးလမ်းမှာဘာလုပ်နေတာလဲလို့မေးလိုက်တယ်အဲ့ဒီအမျိုးသမီးကခေါင်းကိုဖြည်းဖြည်းလေးမော့ကြည့်တယ်သူမရဲ့မျက်နှာကဖြူဖြော့နေပြီးအေးစိတ်နဲ့အတန်လေးနဲ့တရားပေါ်အထိလိုက်ချင်လို့ပါအကိုလို့ပြန်ဖြေတယ်ကိုအောင်လည်းဘာမှမစင်စားပဲသူမကိုဆိုင်ကယ်နောက်မှာတင်လိုက်တယ်ဆိုင်ကယ်စမောင်းလိုက်တဲ့အချိန်မှာပဲကိုအောင်ရဲ့ကြောပြင်တစ်ခုလုံးရေခဲတုံးကြီးနဲ့ထိလိုက်တယ်လို့မျိုးအေးစိမ်သွားတာကိုခံစားလိုက်ရတယ်ပုံမှန်ဆိုရင်ဆိုင်ကယ်နောက်မှာလူတစ်ယောက်ပါရင်ဆိုင်ကယ်ကလေးသွားရမှာဖြစ်ပေမဲ့အခုတော့ဆိုင်ကယ်ကပေါ့ပါနေပြီးလေထဲမှာမောင်းနေရတယ်လို့မျိုးပဲတရားအလဲလောက်ရောက်တော့ကိုအောင်ကစကားဆောက်ဖို့နောက်ကြည့်မှန်တဲ့ကိုကြည့်လိုက်မိတယ်ဒါပေမဲ့နောက်ကြည့်မှန်တဲ့မှာဘသူရိတ်ကိုမှမမြင်ရဘူးကိုအောင်ကြောက်စိတ်နဲ့နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဆိုင်ကယ်နောက်မှာဘသူမှမရှိတော့ဘူးဒါပေမဲ့သူ့ရဲ့ပကုံးပေါ်မှာတော့အေးစိတ်နေတဲ့လက်ချောင်းလေးတွေနဲ့တယောက်ယောက်ကစုပ်ကင်ထားသလိုခံစားချက်ကြီးကကြံနေခဲ့တယ်။ဘာကြောင့်ဒီနေရာကခြောက်တာလဲ။ဒေသခံတွေရဲ့ပြောပြချက်အရအဲ့ဒီခုံးကျော်တရားနာမှာအရင်ကရင်တိုက်မှုတွေခဏခဏဖြစ်ခဲ့ဘူးသလိုဆူဆူရွရွဆုံးပါသွားခဲ့ရတဲ့အမျိုးသမီးတဦးရဲ့ဝိညာဉ်ဟာမကျွတ်မလွတ်ပဲအဖော်ရှာနေတတ်တယ်လို့ဆိုကြပါတယ်။အထူးသဖြင့်မိုးဖွဲဖွဲရွာတဲ့ညတွေလက်ွယ်ညတွေမှာအဲ့ဒီတရားပုတ်ကိုတယောက်တည်းဖြတ်မောင်းတဲ့သူတွေဟာထူးဆန်းတဲ့အတန်တွေကြားရတာမျိုးနောက်ကနေတယောက်ယောက်လိုက်ပါလာသလိုခံစားရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်